မြဲထားရတော့မဟုတ်ခဲ့ဘူးဆိုချစ်တယ်ဆိုတဲ့စကားကိုလုံးဝမသုံးသင့်ဘူးအမြဲထာဝရဆိုတာအခုဘဝတစ်ခုတည်းအတွက်ကိုရည်ရွယ်တာလားကိုကတော့တန်လေးကအဆက်ဆက်အတွန်းလို့ပြောပြရစေထာဝရနှလုံးသားလေးတဲ့ပိန်စိတ်လို့ထားကိုမျက်နှာတဲ့ပန်းလေးတစ်ပွင့်ကိုအချိန်တွေဟောင်းသွားလဲပဲခုထိမမေ့သေးဘူးရင်မအမြဲတမ်းတွင်နေမဟုတ်ခဲ့ဘူးဆိုဒါကိုအချစ်လုံးဝမပြောတတ်သူကိုနောက်ဆုံးထွက်သက်တီမေးရတဲ့ထာဝရရဲ့မပြောင်းလဲတတ်သူမေးရှိရောက်ပြန်လာတယ်ဒီမျိုးလေးမိုင်းဝေးချလဲမေးရှိမောင်ပြန်လာတယ်နာအိမ်ရဲ့ရင်မထားရှိခဲ့တန်တဆိတ်များသို့ဝတ်ထားခဲ့ပန်းကြောင်လေးတစ်ပွင့်သောအယောင်ပြေနွမ်းသွားလေရင်နှံကမပြေသေးဘူးထာဝရရဲ့မပြောင်းလဲတတ်သူမေးရှိရောက်ပြန်လာတယ်ဒီမျိုးလေးမိုင်းဝေးချလဲမေးရှိမောင်ပြန်လာတယ်နာအိမ်ရဲ့ရင်မထားရှိခဲ့တန်တဆိတ်များသို့ဝတ်ထားခဲ့ပန်းကြောင်လေးတစ်ပွင့်သောအယောင်ပြေနွမ်းသွားလေရင်နှံကမပြေသေးဘူးထာဝရရဲ့မပြောင်းလဲတတ်သူမေးရှိရောက်ပြန်လာတယ်ဒီမျိုးလေးမိုင်းဝေးချလဲမေးရှိမောင်ပြန်လာတယ်နာအိမ်ရဲ့ရင်မထားရှိခဲ့တန်တဆိတ်များ